ဒီနေ့ကတော့ဘန်ကောက်မှာလို့ပြောမှာတဲ့ခေါင်ဆန်လမ်းမှာဘာတွေရှိလဲဆိုပြီးတော့သွားပြီးဆက်စုမှာပါအခုကာလာ Halloween ကာလာဆိုတော့ခေါင်ဆန်လမ်းကလည်းတလမ်းလုံး Halloween theme လေးနဲ့ပေါ့နော်ဒီလမ်းတလမ်းလုံးကမုတ်ဆိုင်နေဒီအသားဆိုင်ပြီးတော့ထူးဆန်းတဲ့အသားတွေပါမိချောင်းသားတို့ကင်မီကောက်တို့ကင်းချီပြားတို့ငွေတို့အစုံပေါ့နော်လို့အစားတောက်ကတော့ထူးဆန်းလေးရှိတယ်ပြီးတော့အင်ကြီးတွေကလည်းပေါ့နော်ဒီသူတို့ကန်းချီ vibe မျိုးအင်ကြီးလေးတွေပြောလို့ရှိရင်စင်ပေါင်းမီတို့ဒီလိုမျိုးထူးဆန်းတဲ့တွင်းကန်တွေရောပြီးသွားလို့ရှိရင် wheat တွေလည်းရတယ်ပေါ့နော်ဒီမှာစားတောက်ဆိုင်တွေဘီယာဘားတွေပြီးသွားလို့ရှိရင်ဒီမှာနှိပ်တဲ့အားပေါ့နော်ဒီသူတို့နှိပ်ထိုင်းရိုးရနှိပ်တဲ့နှိပ်ဆိုင်တွေလည်းရှိတယ်အဲ့ဒီကီမီကောက်ကင်းချီပြားတွေကိုဘယ်လိုစားကြလဲတော့မသိဘူးတော်တော်ကြောက်ဖို့ကောင်းတယ်ကြည့်ရနဲ့ပြီးတော့ဒီမှာယောက်ျားလေးအင်ကြီးပြီးတော့ဖနက်တွေပြီးတော့တတူးဆိုင်တွေပြီးတော့ဟိုတယ်တွေလည်းရှိရပါတော့ပြီးတော့ဒီမှာအသီးဖြော်ရည်ဆိုင် fresh juice ဆိုင်တွေလည်းအများကြီးရှိတယ်ဝီစီတီပြီးတော့အမျိုးသမီးဝဲအင်ကြီးလာလာလေးလည်းရှိတယ်buy one get one free နော်ဘန်ကောက်မှာအဲ့လိုမျိုးသူတို့ရိုးရနှိပ်တဲ့ဟာအရန်ကိုပေါ်ရတယ်ဒီမျိုးလမ်းမပေါ်မှာလည်းသူတို့နှိပ်တာပဲဒီမှာလက်ကိုဒန်းဆိုးတာတော့သပင်းကိုကျစ်စပင်းကျစ်တာအဲ့ဒါလည်းအကုန်ရတယ်အဲ့မှာသာကြည့်တော့အမအကောင့်ဘလောက်အစုံပဲအများကြီးပဲပါတယ်မလားမသိဘူးမြန်မာလူတွေဖွင့်လာတဲ့ဆိုင်ငန်းတွေလည်းရှိတယ်
ဒီမှာကြည့်အောင်မြေချောင်းအရေကွန်ချွတ်ထားတာကြည့်အောင်မလေးအသေးတွေရလိုက်တာဟဲ့နောက်ဆုံးတော့ဘိုက်ဆာတာနဲ့ကိုနဲ့ကိုက်ညီရဲ့ဆိုင်တော့တွေ့ခဲ့ပြီဒီမှာဒီဆိုင်မှာဘာတွေရလဲဆိုတော့တက်လွတ်နဲ့ပတ်သက်ပြီးတော့ကုန်ရတယ်ဒီဆိုင်မှာအသားငါးမဟုတ်တက်လွတ်ကမှအသားတူးနဲ့လုပ်ထားတဲ့ဟင်းတွေပေါ့နော်ကြက်သားဆိုလဲအသားတူးကြက်သားအစင်မဟုတ်ဝက်သားဆိုလဲအသားတူးဝက်သားအစင်မဟုတ်လိုမျိုးရှိရပေါ့နော်ခွေးရှားတော့ညနေပိုင်းစားဆိုတော့အစာပြေးအေးနဲ့ကိတ်မုတ်လောက်ပဲစားခဲ့တာပါLittle Garden ဆိုတဲ့ဒီအေးနဲ့ carrot cake တွေကအရန်လိုက်တယ်စားရတာအခုတော့မပြန်စားချင်လာပြီကဲအခုခောက်ဆန်းလေးကိုပတ်ပြီးတော့ကြည့်သွားသူ့ပါပြီအဲ့တော့နောက် vlog တွေမှာဘာတွေတင်မလဲဆိုတာဖတ်ကြည့်နော်တတာ bye bye